Hello ကဲဒီမှာနော်9500ကန်တော့ကလေးတွေပြန်ရောက်ပါပြီဒီမှာအရင်စစ်ဖို့ကောင်းတဲ့9500တော့လေးမင်းနေတဲ့ကကာတွေပေါ့နော်အရင်ပြန်တင်ထားပေးပြီဒါပေမဲ့အဲ့ထက်ကမှဒီဇိုင်းတွေအရင်စုံတယ်ပေါ့နော်အခုဒီတစ်ခေါက်ကဒီလိုမျိုးလေးတွေလုံးဝအတီးလေးတွေမှာပွင့်ဖက်လေးဒီလိုမျိုးလေးအရင်စစ်ဖို့ကောင်းတဲ့အထည်လေးတွေကိုဒီခါလေးကိုမင်းကိုယ်တိုင်ရွေးပြီးမှတင်ထားပေးပါတယ်အခုမင်းဝတ်ထားတဲ့လိုမျိုးဟာလေးတွေလည်းအယောင်အစုံရှိရနော်အယောင်ကမှ4ယောက်5ယောက်ထိလာတယ်ဈေးလေးလည်းအသက်တာဆုံးဖြစ်အောင်လုပ်ထားပေးတယ်ဆိုတော့ချီသားလေးတွေချီကွက်လေးတွေချီကွက်ဆိုရင်တော့ချီသားအသားလေးဖြစ်တဲ့အတွက်ကြောင့်မို့အသားအောင်မှာလုံးဝအိဖက်နေပေါ့နော်ဘယ်လိုမျိုးကျဲဒီလေးတွေနဲ့ဘယ်လိုမျိုးကော်လန်လေးနဲ့အရင်စစ်ဖို့ကောင်းတဲ့ဟာလေးရောက်ထားတယ်ပြီးနဲ့ VNN တော့ပုံမှာကျိုးချီဒီတစ်ခေါက်ကဒီဇိုင်းပြောင်းသွားပြီပေါ့နော်ဒီဇိုင်းတခြားဟာလေးပြန်တင်လာပေးတယ်ဒီမျိုးလေးလက်ရှိလေးတွေလည်းရောက်ထားတယ်အခု3နှစ်ရောက်တော့မှမလို့ပေါ့နော်ဒီလိုမျိုးလေးတွေဒါလေးကတော့ပိတ်ဖောက်လေးပိတ်ဖောက်ပုံမှာပြီးခဲ့တဲ့ခေါက်နဲ့မတူဘူးဒီတစ်ခေါက်ကအရန်ပူပြီးတော့လာတယ်လို့မင်းမျက်စိတွေမြင်တယ်ဒီရစာလေးတွေအရန်ကိုလာတယ်ပေါ့နော်ဒီအဲလေးတွေရောက်ထားတယ်ပြီးတော့ဒီမှာဒီဇိုင်းပုံမှာအများကြီးပဲပေါ့နော်အနည်းဆုံး15မျိုးလောက်ကိုရောက်ထားတယ်လေရာအင်ဂျီတွေလည်းပြန်ပါတယ်လေရာအင်ဂျီဆိုရင်ဟိုတော့ကဆိုတိတ်မရလိုက်လို့ဆိုမှစိတ်ဆိုးကြတယ်ပေါ့နော်အခုလေရာအင်ဂျီကိုအများကြီးပြန်တင်ထားပေးပါတယ်ဒီတစ်ခါဆိုအယောင်4ယောက်လောက်ထပ်လာတယ်အသားရောင်နက်ပြာရောင်အမဲရောင်ပြီးအသားဖြော့ပေါ့နော်အဲ့ရောင်တွေလည်းလာတယ်ပြီးတော့ကလေးလဲတာလေးလည်းပါတယ်ဒါလေးဆိုကလေးလဲတာဟိုမှာ6နှစ်9နှစ်ပေါ့နော်အဲ့လိုဝင်းကျင်လေးတွေအတွက်ဒီစားလေးတွေရောက်ထားတယ်ပြီးတော့မှပန်းရောင်လေးဆိုကြည့်ဟောချစ်ဖို့ကောင်းလိုက်တာထဲလေးတွေကလေးဟာလေးတွေပုံပြောချစ်ဖို့ကောင်းနေပြီပဲမြင်စီပဲပေါ့နော်အရင်လာတယ်ဒါကတော့လူကြီးလဲတာဟိုမှာအပေါ်မှာဆိုတိတ်မမြင်ရမှာဆိုလို့မင်းအောက်ကိုချတာပေးတယ်မကြည့်ဇစ်တာနာအရန်ကောင်းတယ်ဆက်ရုံကျိုးဆိုပေမဲ့အရန်ကောင်းတယ်နော်ဒီဥစ္စာလေးတွေကဒါကတော့ပြီးခဲ့တဲ့ခေါက်ကမရလိုက်လို့ဆိုမှစိတ်ဆိုးလို့ဒီဥစ္စာပြန်ပြီးတော့တင်လာပေးပါတယ်မဖဲပွင့်လေးတွေနဲ့နော်ဒီမှာဒီလိုမျိုးလေးတွေပါလက်ရှိအပေါ်ဘုံလေးတွေဒါကောက်စကတ်တိုလေးတွေနော်ကောက်စကတ်တိုလေးတွေလည်းပြန်ရောက်ထားပြီးကောက်စကတ်ပေါ်မှာကျိုးချီလေးနဲ့ပေါ့နော်အယောင်လိုက်ကာလာရန်လည်း9ရောင်လောက်ပါတယ်ဒီလိုမျိုးလေးတွေပြီးတော့ဒီမှာ PKK မိတ်ကိုမှဈေးအသက်တာဆုံးဖြစ်အောင်မြင်ကိုယ်တိုင်လုပ်ထားပေးတယ်ဒီမှာဒီလိုမျိုးတွေဒီဇိုင်းပေါ်မှာအစုံပေါ့နော် BKK မိတ်ဆိုတဲ့ time quality ကတော့လုံးဝကောင်းတယ်အသားနာအရင်ကောင်းတယ်ဒီကောင်ကတော့စိတ်ထိုက်ယူဒီမှာပစ္စည်းလေးတွေရောက်ထားပြီးဆိုင်မှာစိတ်ကြိုက်လာကြည့်ပြီးတော့မင်းဆိုင်မှာစနေတနင်္ဂနွေဒီတစ်ပတ်စနေတနင်္ဂနွေ4ရက်5ရက်မှာအထူး promotion တွေနဲ့ဈေးတွေကိုချပေးထားပါမယ်အသက်တာဆုံးဖြောင်းလုပ်ထားပေးပါမယ်ဒီသတင်းကျွတ်အထူး promotion တွေနဲ့လာခဲ့ပေးပါအားလုံးပဲဆိုင်မှာစိတ်ကြိုက်လာကြည့်ပါအားလုံးပဲတက်တာပါ